မြောက်ဘက်မုတ်တစောင်းကနေရှောက်လာပြီးသွားရင်ဝိဇ္ဇာဆိုဒီတစောင်းကိုကြော်သွားတဲ့အခါမှာတစောင်းတစ်ခုရှိတယ်အဲ့ဒီတစောင်းရဲ့ခြားလမ်းလေးတွေကနေဝင်သွားလိုက်တယ်ဆိုလို့ရှိရင်ရက်ခမယ်တော်ကြီးရဲ့သားတော်နှစ်ပါးဖြစ်တဲ့ဘီလူတီဆောင်ညီနောင်ကိုတွေ့ရမှာဖြစ်ပါတယ်သူကရွှေတကုံဖျားရုံကဖျောင်းခွာတဲ့အသင်းပေါ့နော်အသင်းရှိတဲ့တစောင်းရဲ့ဘေးကလမ်းလေးပေါ့အဲ့ဒီလမ်းလေးကနေဝင်သွားလိုက်လို့ရှိရင်ရက်ခမယ်တော်ကြီးရဲ့သားတော်နှစ်ပါးဖြစ်တဲ့ဘလူးတီဆောင်ညီနောင်ကိုတွေ့ရမှာဖြစ်ပါတယ်စီရီတော်ရဲ့တစ်ဖက်တစ်ချက်မှာဘီလူးညီနောင်နှစ်ယောက်ကနေပြီးတော့ထီးဆောင်ထားတဲ့ပုံကိုထုလုပ်ထားတာဖြစ်ပါတယ်အမှုအခင်းကိစ္စတွေမှာမိမိဘက်ကနေပြီးတော့တရားမျှတာတယ်ဆိုလို့ရှိရင်တိုင်တယ်ပြီးတော့ပွဲပေးပြီးတော့ဆူတောင်းလို့ရတယ်အဲ့ဒီနားမှာရှိတဲ့ခရီးပင်ကနေပြီးတော့ခရီးရွက်တို့ခရီးပန်းတို့ကောက်ပြီးတော့ယူသွားတယ်ဆိုလို့ရှိရင်လည်းပြန်တောင်းတယ်လို့လည်းအိမ်မက်ထဲမှာလာပြီးတော့ပေါ့နော်ပြန်တောင်းတယ်လို့အဆိုရှိရဲမတိသေးသူများဖုံးမြော်ချင်ညွှန်နိုင်အောင်လို့တင်ပေးလိုက်ပါတယ်ဒိဋ္ဌံဒီအောင်ကြပါလေဆူတောင်းနေပြကြပါလေအမှုကင်းကိစ္စတွေမှာအရာရာမှာအောင်နိုင်ကြပါစေဖုံးမြော်ဆူတောင်းပေးနိုင်ကြပါစေ